သွားရင်တော့ကျိုးကုန်ပြီလားမသိဘူးတစ်ချက်လောက်ကလည်းရတယ်မင်္ဂလာပါရှင်ဒီနေ့အလုပ်ပိတ်ရက်လေးမှာတော့ကြာစံသုံးနဲ့မာလာကင်အစုံနဲ့စပြတ်မှာပဲဖြစ်ပါတယ်ရှင်မာလာကင်ကတော့ဒီမှာချက်တောင်မှန်လေးလည်းပါတယ်ပြီးတော့အာလူးတို့အသားတို့လည်းပါတယ်ပေါ့နော်ငုံလေးလည်းပါပါတယ်ရှင်အခုကတော့ကြာစံဝရင်တုပ်ပါမယ်ရှင်ကဲဒါကတော့ကြာစံတုပ်ဖို့အတွက်စော်ရည်လေးပဲဖြစ်ပါတယ်ရှင်ကိုယ်တိုင်ဆက်ထားတာပေါ့နော်ဆက်ကြပါအောင်ရှင်အာလူလေးကဲကြာစံတုပ်လေးစားလိုက်ပါဦးမယ်ရှင်ကြပါအောင်ရှင်ချက်တောင်မှန်တုံးနေဆိုရင်စားရတာအမေရလို့ပေါ့နော်တုပ်ဖြုတ်စားလိုက်ပါမယ်ရှင်အရင်ကောင်းတာပဲဒါတော့ချက်လောက်လေးပေါ့နော်ချက်ရလည်းတုံးနေဆိုရင်အားမရလို့တုပ်ဖြုတ်ပြီးတော့ပဲကြိုက်လိုက်တော့သွားရင်တော့ကျိုးကုန်ပြီလားမသိဘူးတစ်ချက်လောက်ကလည်းရတယ်